ရန်စားကောင်းပြီးကျွတ်ကျွတ်ရွရွစမှုစာကြော်နီလေးကြော်ပြပါမယ်ရှင်ပထမဆုံးအာလူးနဲ့ကြက်သွန်ကိုပြင်ဆင်ထားပါမယ်ကြက်သွန်အရင်ကြော်ပါမယ်ရှင်စားနည်းနည်းကြက်သားမုံနည်းနည်းထည့်တယ်ရှင်အာလူးထည့်ပါမယ်အာလူးနူးလို့ချခါနေရင်မာဇလာလေးထည့်မယ်ရှင်စမှုစာခောက်နီးလေးကိုတော့ဗီဒီယိုထဲရလို့တီချာလေးလိုက်ခောက်ပါရှင်ဂျုံရီဖြော်ထားတာလေးနဲ့ပြန်ကပ်ပါတယ်နော်ပြီးရင်မီးအေးအေးလေးနဲ့စမှုစာအရွက်လေးတွေရဲလာတဲ့အထိကြော်ပေးပါရှင်အခုဆိုရင်တော့အရန်စားကောင်းတဲ့စမှုစာကြော်လေးရပါပြီရှင်ကျမရဲ့ channel လေးကိုလည်း subscribe လေးလုပ်ပေးထားပါအောင်ရှင်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye